အောင်မြင်စရာစကားနဲ့အောင်အတိတ်ခေါ်ပါသည်အောင်မင်္ဂလာတရားနဲ့အောင်နမိတ်တွေပေါ်လာပြီ38ဖြာမင်္ဂလာအရင်ထားခဲ့တကယ်မမေ့ကြပါနဲ့အတီး38ဖြာမင်္ဂလာအရင်ထားခဲ့တကယ်မမေ့ကြပါနဲ့အတီးရှိကဘာအစဆရာဆရာတွေစုံကြီးလောကီမင်္ဂလာထင်ရှားအောင်မြင်ချက်တွင်မြန်မာသည်မွေကြသည်12ပါးအညီလိုအိဆန်းကပြည့်ရမည်ထူမြတ်သည်ကောင်းမြတ်သည်တောင်းလေးရစကြဝဠာမာတီအောင်ညောင်းစာစီတရားနဲ့ထားခဲ့သည်တရားနဲ့ညီအကြောင်းရင်းယုံကြည်ကောင်းတဲ့ဆုံးကြီးအုံဟရီအားထားကျူလို့ထူးတဲ့မင်္ဂလာမြည်ယဝိန္ဒုသတ္တနာလေးလာပြတဲ့မင်္ဂလာတီကောင်းနာဝိဇ္ဇနာနာကိုတာခြင်းပြုပါသည်ပြတဲ့မင်္ဂလာတီကောင်းနာဝိဇ္ဇနာနာကိုတာခြင်းပြုပါသည်ငယ်ဆံပြေရာအချီမြစ်တွေရတော့ကေသစ်စီရာမင်္ဂလာပါတီနမ်းမြေခေါ်စရာတွင်တာလေးကြပြန်တော့ပညာဒိနာမင်္ဂလာပါတီပခေတ္တိနာကတော့ဒေါနာကလနာမီသံမူလာပတ်တာကွန်ထမင်းခွန်နာမန်ပါသည်အောင်ရောင်စာစီနောင်ကောင်းရသည်အောင်ရပါသည်နောင်ဘဝတာရှိဘုံဘဝလေးမရပေအဝေးကကြောင်စားသွားရမည်အောင်ခရီခရီဂါထာရကိုလေစီရိန်တွေတို့လို့ယရနာမို့တော်ပြုလို့ရွာမည်ရုပ်ပွားစေသည်အနေကစားတင်ရင်သည်ထင်လင်းအောင်ရှင်းပြမည်ဗုဒ္ဓဘုဇဝန္တာမင်္ဂလာမည်တရားတော်များထင်ရှားယုံကြည်ရှင်ညိုစွာရှိဥချီရည်သူကဖူးရလေဓမ္မဘုဇဝန္တာမင်္ဂလာမည်ပါမီစိတာဆုလာကတော့သာသနာမူချမ်းဒီပြန်တမင်္ဂလာခေါ်ပါသည်အောင်ရောင်စာစီနောင်ကောင်းရသည်အောင်ရပါသည်နောင်ဘဝတာရှိဘုံမလီလီမရပေအဝေးကရှောင်ရှားသွားရမည်ရှင်ဘုရားအလုံးစုံသောတန်ត្រာဝစီယမတက်မြောက်ရာနိဗ္ဗာန်ကိုမဲ့ဉာဏ်ပူညာတို့ဖြင့်ဉာဏ်စွာ
မျက်မှောက်ပြုပါရခြင်းအကျိုးမှာရတွေ့တော်ဤလက်၌ရှိသောဤသင်္ကန်းကိုသူတော်မူ၍အနာတမှုအကြောင်းပြုလျက်စင်တော်မူဖြစ်အောင်ပြုတော်မူပါရှင်ဘုရားသင်္ကန်းဝတ်တော်တရဏဂုံပညာသုံးပါးအမှုကောင်းစွာပြုရှင်ပြုပြီးဟောရှင်ပြုရဆိုတာဒီကြီးရဲ့ဉာဏ်ကြတဲ့လုံးမှာသုံးမျိုးရှိတယ်အဲဒီသုံးမျိုးပါတော့ဆံရည်တကယ်နံပါတ်1ဆံရည်ဆံချပြီးတော့နော်သင်္ကန်းပြီးတော့သင်္ကန်းကိုယ်သင်္ကန်းနဲ့ကိုယ်ဘောတော့သင်္ကန်းပြီးသင်္ကန်းတောင်းဆိုတော့နော်ဒါသင်္ကန်းပြီးပြီးတော့သင်္ကန်းပြန်တောင်းရနော်လိုက်ဆိုရှင်ဖရာအလုံးစုံသောတန်တရာကိုစင်ရမခဏရောက်ရာနိဗ္ဗာန်ကိုမဲ့ဉာဏ်ကိုဉာဏ်တို့ဖြင့်သင်ဉာဏ်စွာမျက်မှောက်ပြုပါရခြင်းအကျိုးမှာရှင်ဖရာ၏လက်တော်၌ရှိသောကိုသင်္ကန်းကိုပြီးတော်မူ၍အနာတမှုအကြောင်းပြုလျက်ဆန္ဒပြုဖြစ်အောင်ပြုပေးတော်မူပါရှင်ဘုရားဟိုတော့မယ်ဒီဘက်ဟိုတော့ဟာနာမိုးတိတ်ပါလားမြေကာလာယူတယ်ဒီကျတော့မိုးတိတ်โอ้น่าจะเป็นแม่กูก่อนโอ้แบบมาได้มาได้နန္ဒရာဝဆေယမသင်ဉာဏ်စွာထမြောက်ပါရခြင်းအကျိုးငါရှင်သာမဏေဖြစ်ဖို့တောင်းပါ၏ရှင်ဘုရားတပည့်တော်သည်သုံးချိန်မြောက်အန္တသာမဏေဖြစ်ဖို့တောင်းပါ၏တပည့်တော်တောင်းပြီးတဲ့နောက်မှာတပည့်တော်သည်နှစ်ချိန်မြောက်ဘုရားတရားသံဃာအဖြစ်သုံးပါးအစုံသရဏဂုံနှင့်ပါမဏိတို့လိုက်စပါးလာပြီးပါတော့နော်ဒီမှာသရဏဂုံတော့သရဏဂုံပေးရနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာရှင်လောကရတယ်ပြည်ပြည်သားသားရုပ်ဆောင်နိုင်ရနော်တရဏဂုံပါဠိကိုပြည်ပြည်သားသားဆရာရောတပည့်ရောပြည်ပြည်သားသားရုပ်နိုင်မှာကိုယ်ဖြစ်တယ်အဲဒါမလို့ရဘုန်းကြီးဆိုတဲ့အတိုင်းမှတ်ပြီးတော့ပြည်ပြည်ဆိုင်ရာလိုက်ဆိုတော့နော်
ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဆို Taranang kisami, Taman taranang kisami, Tangan taranang kisami. ယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိ Tadiyami Buddhan taranang kisami, Tadiyami Taman taranang kisami, Tadiyami Tangan taranang kisami. ဒါနဂုံပါဠိကိုပြည်ပြည်သားသားရွတ်ဆိုနိုင်တဲ့အတွက်အခုဒါနဂုံပါဠိဆောက်တည်လိုက်တဲ့ဆရာဟောတဲ့ဘယ်ဟောဒါနဂုံပါဠိကိုပြည်ပြည်သားသားရွတ်ဆိုနိုင်တဲ့အတွက်ကိုရင်ဖြစ်သွားပြီနော်ကိုရင်ဖြစ်သွားပြီတဲ့နေရာနဲ့ကိုရင်ညာတာမင်းညာလိုက်တာကျင့်လို့ရမယ်ဆယ်ပါးဒီလာလေကိုရင်တို့ကံမှာတည်သွားပြီတဲ့ဘုရား Shivaya, အပြည့်တော်ဒီ Viyodi, ပန်ရှင်တို့က Panshinuka, ကိုလို့တို့ဖြင့် Unukduki, ဒီဘေးအတော် ဒီဘေးအတော် ကြောင့်ကျင်ပါမည် Jamjibami, အရှင်ဘုရား Shivaya, တပည့်တော်ဒီ တပည့်တော်သည် ဒီရွယ်အခါ Nireka, မြတ်စွာဘုရားမှာ Yama Sajima, ကြောင့်ကျင်ပါမည် Jamjibami, အရှင်ဘုရားတပည့်တော်ဒီ တပည့်တော်သည် ပန်းပန်ခြင်း ပန်းပန်ခြင်း နန္ဒလေးကျန်ခြင်း Nanda Linjanji, နန္ဒပြည့် Nanda န Pi, န္ဒပြောလို့ဖြင့် Nanda Pyorupi, တည်လေအောင် တည်လေအောင် လာပါအောင် Lapa Linjima, ရှောင်ကျင်ပါမည် Jamjibami, အရှင်ဘုရား အရှင်ဘုရား တပည့်တော်ဒီ တပည့်တော်သည် ရှင်ဝေခြင်းက Vimujinga, ပဲဆံများကို ပဲဆံများကို ခံခြင်းမှ Kankanjima, ရှောင်ကျင်ပါမည် Jamjibami, ဆေမတိကခေါ်တယ်နော်။ဒါဒီဝါရဲ့ဒီကတာလာပါလို့ဆေမတိကလုံးမျိုးထိနေဆုံးပြီးရရမယ်။နောက်ဆက်လို့ဆက်လို့တပိဟောဟိ Hori, ဥမေဇာယော Umesayo, မေပန္တေဟောဟိ Hori, အရှင်ဘုရား Shivaya, အရှင်ဘုရားသည် Shimayadi, ဒီရောဤ Tuyori, ဒီကြီးပြည့်ငယ် Jijinge, အတွေ့အကြုံကို Tuetuegu, ယေရှုမပြတ် Jishumabye, ဆုံးမတတ်သော Sommatato, ဥပ္ပေစေဆရာမြတ်သည် ဆရာမြတ် ဖြစ်တော်မူပါ Chidomuva, ရှင်ဘုရား Shivaya, ဘာသာနိမေနာတော်ပါတိသာဒီမျိုးလေးကိုဆောင်နေတော်ပုံမူရာတော်မူရာအဖြစ်ဤလာတဲ့ကသမာဓိတဲ့ကပညာတဲ့ကလုံးပါကိုဤစီပြည့်စုံအောင်ကျိုးစားအားထုတ်ကြပါလေအာမဘလေအာမဘလေ
ကိုစိတ်မြဲစေသော တို့အိမ်တွေမှာဆွေများစွာချမ်းသာကိုစိတ်မြဲစေသော တို့ရွာတွင်မှများတော်ချမ်းသာကိုစိတ်မြဲစေသော တို့ရွာတွေမှာများတော်ချမ်းသာကိုစိတ်မြဲစေသော တို့မြို့တွင်မှများတော်ချမ်းသာကိုစိတ်မြဲစေသော တို့မြို့တွေမှာများတော်ချမ်းသာကိုစိတ်မြဲစေသော တို့ပြည်တွင်မှများတော်ချမ်းသာကိုစိတ်မြဲစေသော တို့ပြည်တွေမှာများတော်ချမ်းသာကိုစိတ်မြဲစေသော နိုင်ငံတိုင်းမှများတော်ချမ်းသာကိုစိတ်မြဲစေသော နိုင်ငံတိုင်းမှာများတော်ချမ်းသာကိုစိတ်မြဲစေသော ဆင်းရဲနေရှာများတော်ညံစွာဒုက္ခလွတ်စေသော ဆင်းရဲနေရှာများတော်ဉာဏ်သာဒုက္ခလွတ်စေသော ကျွယ်ဝချမ်းသာများတော်ချမ်းသာကိုစိတ်မြဲစေသော ကျွေးဝချမ်းသာများတော်ချမ်းသာကိုစိတ်မြဲစေသော ခရစ်2023ခုနှစ်မေလ14ရက်တနင်္ဂနွေနေ့ဖြစ်ပါကြောင်းဒီစင်မသားနိုင်ရရည်လေးစားစွာလျော်ထားသိပါသည်ခင်ဗျာ